ဒီခါကျတော့အောင်ထက်နဲ့တက်နေရပိုချာတဲ့နဲ့ဆိုဘယ်သူရင်ပြောမလဲဆိုတက်ကြီးလို့ဦးစားပေးတယ်သုံးနှစ်လောက်ပဲกว่าတယ်တလုံးဆိုတလုံးပဲနော်ဘယ်သူအသက်တွေမမေးတော့ကျွန်တော်နဲ့တစ်နှစ်กว่าမဲ့သူတွေဆိုကြာကြာဝင်ကျွန်တော်ကဟိုအတန်စစ်တဲ့အချင်းစပြီးတော့အခုချိန်ထိအားရဆုံးတချင်းဆိုဟိုအကုန်လုံးတော့အားရတယ်အတန်စစ်တော့အဲ့လိုအားမရခဲ့ကိုဒါပေမဲ့တကယ်စင်ပေါ်မှာတက်ဆိုရတဲ့အချိန်ကျတော့အကုန်လုံးအားရခဲ့တယ်အဲ့ထဲမှာအားရဆုံးပြောပါဆိုရင်တော့ဟိုမကြသေးခင်ကလွှင့်သွားတဲ့အချစ်ပဲကစားချစ်ပဲကစားတော့အားရဆုံးပဲအများကြီးအဲ့မှာဟို creation တွေအများကြီးလုပ်ရလေအဲ့အတွက်လဲဟိုအချိန်တွေလည်းတော်တော်ပေးခဲ့ရတာလေတော်တော်လည်းကြိုးစားခဲ့ရတယ်ဟိုပြီးတော့ကြိုးစားမှုနဲ့ထိုက်တယ်နဲ့ဟိုဘာပေါ့အတိမတ်ပြုမှုတစ်ခုလေးလည်းရလာခဲ့တယ်အားရဆုံးပဲဟိုကျွန်တော်မိုင်မောင်းတွေလို့လည်းအားရတယ်အတိမတ်ပြုမှုလည်းခံရတယ်ပေါ့ဒီသားစာတော့တခြားဥစ္စာတွေအတိမတ်ပြုခံရတယ်ဒါပေမဲ့တကယ်ဟိုရေကုန်ရေကန်းတကယ်ထုတ်သုံးခဲ့ရတာအခုအချစ်ပဲကစားအဲ့ဒီကတော်ကြိုးစားခဲ့ရကိုနဲ့တားတဲ့ဖြစ်ဖို့တော်ကြိုးစားခဲ့ရလေဟိုတချင်းကလည်းအရင်အထိပ္ပယ်ရှိတယ်တချင်းကဟုတ်ကဲ့ပါဒီမှာဆိုလို့ရှိရင် opera voice တွေနဲ့သုံးခဲ့တယ်ဒါပေမဲ့ပြန်ပွဲရဲ့သဘောအရပါနော်ဒီပြန်ပွဲဝင်ကိုလည်းဒီလောက်အတိုင်းအတာအထိအခွင့်အရေးပေးရဆိုရင်နောက်ပြန်ပွဲဝင်ရလဲစားတူပဲအဲ့တော့ harmony ဆိုလို့ရှိရင်လည်းအကုန်လုံး3ယောက်စီရတာအတွက်ကိုယ့်အတွက်ကြတော့လည်းဒီ choir group လိုမျိုးပါမျိုးမပေးဘဲနဲ့3ယောက်ထဲနဲ့ရအောင်ဖန်တီးခဲ့ရတယ်အဲ့ဒီအတွက်ကိုလည်းအခက်အခဲလေးနဲ့ဖြတ်တန်းခဲ့ပုံလေးပြောပါမန်ဆိုဒီနောက်က harmony အဖွဲ့ပေါ့နော်ဒီတချင်းမှာ harmony သုံးကျင်တယ်ဒါပေမဲ့အားလုံးကဒီအစ်မှာပေါ့နော်ဒီ challenge ပါဟုတ်တယ်အခွင့်အရေးတန်းတူရတာအခွင့်အရေးတန်းတူရထားတော့ကိုပို့သုံးလုံးကလည်းအဆင်မပြေဘူးအဲ့တော့ဒီအရင်နဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ်တိုင်လည်းထုတ်သုံးမှုတွေဖြစ်လာတာပေါ့ဟုတ်ကဲ့ကိုယ်တိုင်လည်းဝင်လုပ်ရမယ်အားလုံးညီမဒီတချင်းလေးကဖြစ်လာမယ်ဆိုတာပြီးတော့ကျွန်တော်ဟောharmony ဖွဲ့နဲ့တခြားတော့တက်ရတယ် harmony ဟုတ်တယ်ရားတဲ့ဖွဲ့ရဒီလောက်ပဲရတယ်ပြီးတော့ကိုသမင်းသိလည်းတခြားဟိုသူ့ကိုလည်းအကူကြီးတောင်းရတယ်ပြီးတော့ harmony ဖွဲ့သူ harmony ဖွဲ့အိမ်ကိုသွားတာကျွန်တော်သူတို့ချင်းလိုက်တဲ့နေရာကိုသွားပြီးတော့လုပ်ပါအောင်ကျွန်တော်တို့အတူတိုက်ကြအောင်များအကူကြီးပေးပါအောင်သူတို့ကလည်းတကယ်အကောင်းဆုံးလုပ်ပြီးကြိုးစားပြီးလုပ်ပြီးတယ်အဲ့တော့တော်တော်အဆင်ပြေခဲ့တယ်ဟုတ်ကဲ့ပါအခက်ခဲရတော့တော်တော်လေးရှိခဲ့တယ်ဒီကโอเคပါလုံးကင်ပြကိုဘသူများစေရောက်ချစ်ပန်းတွေကိုဘသူရဲ့နာလေးမွေးစေတယ်ငတ်တွေကိုပဲဘသူတွေတည်းဆိုတဲ့တွေ့မရဘူးကွယ်တွေ့မရဘူးမေရဲ့အချစ်ဆိုတာပဲကပါကစားနေတယ်အတွေ့ခေါ်ပညာရှင်များမိတ်ဆိုတယ်တဲ့လင်္ကာဒီပနီအချစ်ချမ်းတွေရဲ့ဝိဆိုခဲ့တာကြားနာဘူးပါတယ်အာရံနဲ့အေဝါကစားတယ်စာမမသားဘူးခဲ့တယ်ဒါပေမဲ့နာမရှိမခွေမလို့ယူစားကတော့ဖြစ်တကယ်မြမတွေကပါဦးတဲ့ကခွေလူရှင်မွေးဖွားချစ်တဲ့